နေဝင်လာနဲ့စပြေးရပါပြီလမ်းပေါ်မှာမိန်းကလေးတယောက်တည်းယူလို့ပြေးနေတော့အကျွေးရှင်လိုက်လို့လားမိနာတက်ချင်လို့လားမသိပေမဲ့သူမကတော့ဆွပြေးပါတယ်ကားတိုင်မှလည်းမကြောက်ပါဘူးဖနက်ပါချူပြီးပြေးနေတာဆိုတော့ဘာများဖြစ်လို့လဲပေါ့ဒီလိုပါအဖြစ်ကတော့နေမွေခင်အိမ်ထဲဝင်ရမှာပါဝင်ရင်အကျိုးဆက်ကပို့ဆိုးမှဆိုလို့ပါအဲ့ဒါနဲ့အိမ်ပြန်ရောက်ပြီးအိမ်တကောက်မြင်ဖွင့်ဝစ်စားတွေမြင်ချူပြီးမြောက်ဖန်းတွေကိုပြေးဝင်ပြီးတမဏိတကားထူကြီးတွေပိတ်ပြီးနေပါတော့တယ်နောက်တစ်နေ့မနေ့ကျတော့လူကောင်းလိုပဲသူကြီးစားနဲ့ချင်းတွေ့ပြီးပျော်ရွှင်နေပါတယ်ဒီလိုနဲ့ညနေရောက်လာတဲ့အချိန်အရင်နေ့လိုပဲအပြင်စလို့အိမ်ထဲကိုမြင်ပြီးပါတယ်ဒါကိုသူ့ပဲလလူကဦးကြောင်ကြားဖြစ်နေပြီးတင်းခံနိုင်တဲ့ဆုံးသူ့ကောင်မလေးကိုနောက်ကနေလိုက်ချောင်းပါတယ်ရှေ့ရချောင်းရဲ့ပါရိုက်ခံရမှာဆိုလို့ပါအဲ့ဒါနဲ့သူမအိမ်ကိုပြေးသွားပြန်နေတဲ့တောက်လျှောက်လုံးဘာမှထူးဆန်းတာမရှိပေမဲ့တပြေးပြေးနဲ့နေကလေးဝင်လာပါပြီမထူးတဲ့ဆုံးအနေအများပေမဲ့လမ်းစုံကိုနေရာမှာကားပြတ်ကျော်ပါတော့တယ်နောက်ဆုံးတော့အိမ်ပြန်ရောက်ပြီးအလင်းစလုံးနဲ့တော့ဖွင့်အိမ်နဲ့ပြေးဝင်ပါတယ်ဒီစားသူ့အတန်ရှင်မပြေးလို့လိုက်လာတဲ့ဖတ်တီးလေးဟာအိမ်ထဲမှာသူကြီးကပစ္စည်းတွေကိုမြောက်ခန်းနဲ့ပြချနေတာတွေ့ပါတယ်ချက်နှကောင်နဲ့အသားလိမ့်ထုတ်ပြီးပေါ့အဲ့ချိန်ဖတ်တီးလေးကဘာလို့ပြချနေရလဲဆိုပြီးသူမကိုမေးပါတယ်အဲ့ချိန်ကောင်မလေးကလန့်သွားပြီးနေအသက်ရှင်ရှင်လေးမြင်မြင်ထွက်သွားလို့လန့်អော်လိုက်ပါတယ်ဒါပေမဲ့ဖတ်တီးလေးကမောင်ကြီးမပြန်နိုင်လို့နေလို့ကောင်မလေးစိတ်မရှိတော့ပဲတမီတကားကြီးကိုဆွဲပိတ်လိုက်ပါတော့တယ်အဲ့ချိန်အင်းရဲ့အပေါက်မှန်သမျှစတင်ပိတ်ခဲ့ပြီးရက်တာမရှိတာအကြီးရှိတဲ့ဖတ်တီးလေးကတော့ပိတ်ချန်နေခဲ့တာပေါ့အင်းရဲ့အပေါက်မှန်သမျှအကုန်ပိတ်သွားခြင်းအင်းဟာစတင်မောင်ဝဲပြီးတိတ်ဆိတ်သွားပါတော့တယ်အဲ့ချိန်ဟိန်းတန်တစ်ခုမြေရောက်ဖန်းလေးကကြားလာပြီးအကြီးရှိတဲ့ဖတ်တီးလေးကမြေရောက်ဖန်းပြီးချင်းကတ်သွားပါတယ်အဲ့ချိန်တမီတကားပေါက်ကနေထဲကိုချောင်းကြည့်တဲ့အချိန်တော့မြောင်လေးနဲ့မြင်ကွင်းတစ်ခုကသူ့ကိုကြောက်သွားစေခဲ့ပါတယ်အဲ့ဒီမြင်ကွင်းကတော့